ရတာအေးချမ်းလိုက်တာဒါနဲ့အဲ့ဒီဘာဖြစ်နေရပါလဲအန်ဒီကြည်ရတာအေးချမ်းလိုက်တာအန်ဒီ လက်ရှင်ဝတ်ထားရဆိုတော့စိတ်ကြီးကတော့အေးချမ်းနေတာပေါ့အဲ့ဒါခုနတစ်ချက်တွေးနေတာအခုဒီစရင်ကြီးနဲ့လှုပ်ထဲကိုဝင်ပြီးတော့ဗီဒီယိုတွေရိုက်ပေးရမယ်ဆိုပြီးတော့နည်းနည်းတော့စိတ်တူနေတာ အန်ဒီအဲ့ဆိုတော့မဘူးတော့တဲ့ဘာဖြစ်လို့လဲဆိုတော့အန်ဒီဒီလက်ရှင်တော့ဝင်နေတဲ့အချိန်မှာတမျိုးရှင်မလေးဒီဇိုင်းအစ်စ်တွေဒီဇိုင်းအစ်စ်လေးတွေပြီးတော့ကာလာလင်းလေးတွေရောရောက်နေတာအဲ့ဒါလေးတွေကိုအန်ဒီကလေဝတ်ကြည့်ပါလားဖက်ရှင်ကြကြလေးဖြစ်သွားမှအန်ဒီ ဆော့ပြီးတော့မူတီလေးရလာတာလုံးကြည့်ချင်တယ် ဟုတ်အန်ဒီဒါနဲ့လေမိတ်ကပ်လေးပါပြင်လိုက်နော် ဒီကလေးပါလေးလာ အန်ဒီဒီမလေးတမီပြောရဲ့ဒီဇိုင်းရဲ့ကာလာလင်းလေးတွေ အော်ဒီဟာလေးတွေကကာလာအစ်စ်ထုတ်တာပဲခဏအနည်းလေးတွေနော်သိချင်ကြလေးတော့အဲ့ဒီဒီလိုမင်းနဲ့တုံးနေလှမလားမသိဘူးနော် ဟုတ်တယ်အန်ဒီပြောအန်ဒီမိတ်ကပ်လေးပါလေးလိုက်အောင်နော် ကဲဒါလေးကိုအဲ့ဆိုရိုက်ကြည့်လိုက်မယ်နော်အဲ့ဒါလေး ဟုတ်ကဲ့အန်ဒီဟုတ်အန်ဒီထွက်လာတော့လေဟာအန်ဒီနဲ့ဒီ fashion နဲ့အရင်မိုက်တယ်တန်နေရပဲအန်ဒီနောက်ထပ်တစ်ယောက်လောက်ကအန်ဒီဆက်ကြည့်ပါဦးဒီရောင်လေးနဲ့လည်းလင်းထွက်နေရဆိုတော့နောက်ထပ်တစ်ယောက်လည်းဝစ်ကြည့်လိုက်အောင် ဒီကတော့ဘောဘာတော်တော်ဖြစ်နေတာဒါလေးဝတ်ထားတာ ဟုတ်ကဲ့အန်ဒီ တို့ နဲ့ ဆိုင် ရ ဆောင် င် ဘော လိုက်က ပါလေတို့ဆိုင်ဆောင်ဘောက တောင်းတတာရှိတော့မြမကြိုက်ချီရဲ့တိတ်ကိုနေ့ရက်တရုပ်ကြည့်မှုရှိဝစ်စင်နိုင်မှုကောင်းဆုံးရည်တွေဝစ်ဆောင်မှုရနဲ့ရောက်ချက်ပေးနေပါတယ်လို့အန်ဒီဒီရောင်လေးနဲ့လေအန်ဒီကလာနေပြန်ရော်လေးမွေရောင်လေးဆိုတော့လေ သူဟုတ်လို့လားကြည့်ပေးဦးတူ ဟုတ်တယ်ဒီရောင်လေးနဲ့တော်တော်လာတယ် အိမ်မော်လေးနော်ဒါလေးကအရင်တစ်ခေါက်ကဒီလောက်လေးတောက်လေးမပါဘူးနော် ဟုတ်တယ်အန်ဒီနောက်ဆုံးတစ်ယောက်လေးရှိသေးတယ်အန်ဒီအဲ့ရောင်လေးပဲဝစ်ကြည့်လိုက်အောင် ခုတော့ confidence ဖြစ်လာပြီနှစ်စုံဆိုတော့လေ ဟုတ်တယ်အန်ဒီနောက်ဆုံးရောင်လေးနဲ့ကြည့်ချင်လာပြီအန်ဒီအဒီနဲ့ဒီရောင်လေးကလည်းရမ်းလိုက်တာပဲအန်ဒီအခုကျတော့အလိုထက်ပြန်ဝင်ဖို့ confidence ရှိသွားပြီမလားအန်ဒီ ရှိသွားပြီ ဟုတ်ကဲ့ပါအန်ဒီအဲ့ဆိုသမီးတို့ဗီဒီယိုတွေအများကြီးကူရိုက်ပေးဦးနော် ကဲရိုက်ကြမယ်နော်တို့ရိုက်ကြမယ် ကဲပါရှင်